ဒီမင်းကလေးမှာအရာအလုံးကိုကုသပေးနိုင်တဲ့ထူခြားတဲ့စွမ်းအားတစ်ခုရှိပါတယ်။တနေ့မှတော့ကောင်းလေးတယောက်ကသူမပန်းလေးတစ်ပွင့်ကိုကုသပေးနေတာကိုမတော်တဆမြင်သွားပြီးနောက်ကနေတိတ်တိတ်လေးလည်းကြည့်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲမင်းကလေးကသူမရဲ့တငယ်ချင်းဖြစ်သူကိုလူမကျောင်းသားတစုကအနိုင်ကျနေတာကိုတွေ့သွားပြီးချက်ချင်းပဲတွန်းတားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကျောင်းသားတွေကသူမကိုယူမဆိုင်တဲ့အပြင်သူမကိုပဲပညာပေးဖို့ပြင်လိုက်ကြပါတယ်။အရေးကြုံနေတဲ့အချိန်မှာပဲအစောကကောင်းလေးပေါ်လာပြီးလူမတွေကိုမောင်းထုတ်ပေးလိုက်ပါတယ်။မင်းကလေးကတော့ကောင်းလေးကိုအရန်ချောတယ်လို့ထင်ပြီးမြင်ချင်းချင်းမိသွားပြီးမြဲကောင်းလေးကတော့အီတီအေးစနဲ့ပဲလက်ချက်သွားခဲ့ပါတယ်။မင်းကလေးကအားကစားရုံထိနောက်ကနေလိုက်သွားပြီးကောင်းလေးရဲ့ဒူးထန်ရနေတာကိုကြည့်ထားမိတော့ကုသပေးဖို့စူးစမ်းနေပါတယ်။ဒါပေမဲ့ကောင်းလေးကသူမရဲ့စေတနာကိုညှင်းပယ်ပြီးနောက်ကိုထမ်းမလိုက်ဖို့ပြောခဲ့ပါတယ်။မင်းကလေးကလက်မလျှော့ပဲကောင်းလေးကိုဆက်ပြီးလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကိုသိသွားတဲ့သူမရဲ့တငယ်ချင်းကကောင်းလေးဟာနေကန်အားကစားရုံမှာလေ့ကျင့်ခန်းလုပ်လို့ရှိကြောင်းလျှို့ဝှက်ပြောပြပြီးအားကစားရုံရဲ့ပုံတော့ကိုပါပြီးလိုက်တဲ့အတွက်မင်းကလေးကအရန်ကိုဝမ်းသာသွားပါတယ်။ကျောင်းဆင်းတော်မင်းကလေးကအားကစားရုံကိုသွားခဲ့ပြီးကောင်းလေးကသူ့ဒူးထန်ရကိုဆေးဆင်းနေတာကိုတွေ့လိုက်ရပါတယ်။သူမကအနားကိုတိုးသွားဖို့စူးစမ်းပြီးမြဲချမ်းကျင်ပေါ်ကရေတံဘူးကိုမတော်တဆနင်းမိသွားပါတယ်။အဲ့ဒီစက္ကန့်မှာပဲသူမရဲ့လက်ကကောင်းလေးရဲ့တန်ရရနေတဲ့သူကိုထိမိသွားပါတယ်။သူတို့နှစ်ယောက်အကြည့်ချင်းဆုံသွားကြပြီးကောင်းလေးကတော့အံ့ဩတုန်လှုပ်သွားပါတယ်။အဲ့ဒီချိန်မှာပဲကောင်းလေးကတူတူကမနာတော့တာကိုသတိထားမိသွားပါတယ်။မင်းကလေးကတော့ချက်ချင်းသားရဲ့ပြီးတမင်လောက်တာမဟုတ်ကြောင်းတောင်းမှန်ကချက်ချင်းနဲ့ပြီးထွက်သွားပါတော့တယ်။ကောင်းလေးကတူတူကိုပြန်ဆန်းကြည့်တဲ့အခါနာကျင်မှုတွေတကယ်ပဲပျောက်သွားတာကိုတွေ့လိုက်ရပါတယ်။မင်းကလေးကအပြင်ရောက်တော့သူမရဲ့တငယ်ချင်းကအချိန်နေဘလို့လဲလို့မေးလာပါတယ်။မင်းကလေးကတော့စိတ်ပြက်လက်ပြက်နဲ့ပဲအရာအလုံးကိုဖြစ်စည်းလိုက်မိပြီဖြစ်ကြောင်းကောင်းလေးကသူမကိုအရင်ထက်တောင်ပုံမုံတော့လောက်ပြီဖြစ်ကြောင်းပြောပြပါတယ်။တငယ်ချင်းဖြစ်သူကနင်သူ့ကိုရိုက်မိလာလို့မေးလိုက်တဲ့အခါမင်းကလေးကသူမဟာတကယ်တော့ခွန်အားအင်မတန်ကြီးမားတဲ့သူဆိုတာတတိယသွားပါတယ်။သူမကကောင်းလေးကိုနေရာမှာကန်တုံထားပြီးချိုးသားတဲ့စကားလုံးတွေနဲ့ဖွင့်ပြောတာကိုစိတ်ကူးယဉ်ကြည့်လိုက်ပါတယ်။သူမရဲ့စိတ်ရင်းမှန်တဲ့ဖွင့်ပြောမှုကိုကောင်းလေးကသဘောကျသွားမှသိချတယ်လို့သူမယုံကြည်သွားပါတယ်။ဒါကြောင့်နောက်တစ်နေ့မှာသူမကကောင်းလေးကိုထည့်ရိုက်သွားတာပြီးသူမရဲ့အစီအစဉ်ကိုစတင်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့သူမကအရက်ပူနေတာကြောင့်အခြေအနေကတော်တော်လေးဥတိုအောက်တောက်ဖြစ်သွားရပါတယ်။မင်းကလေးကရှက်ရှက်နဲ့ပဲသူ့အိတ်ကိုဝမ်းတယ်ပေးချင်အောင်မလို့ပြောပြီးမယ်ကောင်းလေးကထပ်ပြီးညင်းပါတယ်။မင်းကလေးကအိတ်ကိုအတင်းဆွဲယူလိုက်တဲ့အခါကောင်းလေးကသူမကိုကြည့်ပြီးတမျိုးလေးရေရှင်စရာကောင်းတယ်လို့တွေးမိသွားပါတယ်။နောက်ပိုင်းမှာမင်းကလေးကစားကြည့်တဲ့ဒီကောင်းလေးနောက်ကိုလိုက်သွားပြန်ပါတယ်။ကောင်းလေးကစာအုပ်တဲ့အုပ်ကိုလမ်းယူဖို့လုပ်နေတော့မှမင်းကလေးကကူညီဖို့အမြန်တိုးသွားပြီးမဲ့စာအုပ်စင်ကိုမတော်တဆဝန်တိုက်မိသွားပါတယ်။အဲ့ဒီအချိန်မှာကောင်းလေးကသူမကိုထိခိုက်မှုမရှိအောင်ချက်ချင်းကကွယ်ပေးလိုက်ပါတယ်။မင်းကလေးကထပ်ပြီးတောင်းပန်ကအပြစ်မကင်းတဲ့စိတ်နဲ့ထွက်သွားခဲ့ပါတယ်။ကောင်းလေးကတော့အဲ့ဒီနေ့ကမင်းကလေးသူ့ရှစ်သားကိုထိလိုက်ပြီးကြတဲ့ကဒူးတန်ရပဲတော့မှပြန်မလာတော့တာကိုသိသိရသွားပါတယ်။သူတိချက်စိတ်ပြင်းပြလာပြီးထွက်ပြေးသွားတဲ့မင်းကလေးနောက်ကိုချက်ချင်းလိုက်သွားပါတယ်။သူကသူမကိုဓာတ်ရိုက်ပဲမေးလိုက်ပါတယ်။သူမမှာဒူးတန်ရကိုပြောင်းအောင်လုပ်ပေးနိုင်တဲ့ထူခြားတဲ့ကုသနိုင်စွမ်းရှိသလားဆိုတာကိုပါ။သူမရဲ့ဆွမ်းအားအကြောင်းပေါ်သွားမှစိုးရိမ်တာကြောင့်မင်းကလေးကမဟုတ်ပါဘူးလို့ညှင်းဖို့ကြိုးစားပါတယ်။ဒါပေမဲ့ကောင်းလေးကသူမကိုနေရမှာကတ်တွန်းထားပြီးအမှန်တမ်းပြောဖို့ဖိအားပေးပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းလေးရဲ့ချောမောတဲ့မျက်နှာကိုအနီးကပ်မြင်လိုက်ရတဲ့အတွက်မင်းကလေးဟာနှာခေါင်းသွေးတွေထွက်လာပါတော့တယ်။ကောင်းလေးကတော့ဘာဖြစ်သွားမှန်းမသိပဲကြောင်ကြီးကြံရေးခဲ့ပါတော့တယ်။